ဒီနေ့သင်တန်းလေးကတော့ရန်ကုန်ကသင်တန်းသားပါသူကခရင်အထူးပြုတပါးသားသင်တာပါရှင်အခုဒါအန်တီရန်ကုန်ပြန်ရောက်နေပါပြီသင်တန်းတွေလည်းအခုလိုပြန်ပေးနေပါပြီရှင်ဒါတော့ဒီနေ့ကစပြီးတော့ခရင်တပါးသားအထူးပြုသင်တန်းသားကိုအလို့တေချာသင်ပေးပါတယ်ခရင်တစ်မျိုးတည်းသင်နေဆိုပေမဲ့လည်းအလို့စနစ်တခြားလေးတေချာစာအုပ်တွေနဲ့ကမီကယ်ဘိုင်းတွေတေချာရှင်းပြပေးပါတယ်ရှင်တချို့ကလည်း product တစ်ခုတည်းကိုဒါဦးစားပေးထုတ်လုပ်ချင်တာမို့တစ်ခုချင်းသင်လဲအန်တီတို့ကသင်ပေးပါတယ်အချိန်ပေးပြီးတော့တူးချင်းတင်ပေးပါတယ်ရှင်အခုခရင်ဆိုလို့ရှိရင်အန်တိုကမီကယ်ဘိုင်းတွေကိုတည်တည်ချာချာရှင်းပြပြီးခရင်အမျိုးအစားတွေကိုလည်းအန်တိုတေချာရှင်းပြပါတယ်ကိုထုတ်လို့ရောင်းချခြင်းနဲ့ခရင်အမျိုးအစားကိုထုတ်လို့ရောင်းချလို့ရအောင်အန်တိုစားအုပ်ထဲမှာအသေးချာခရင်ဖြောပုံဖြောနည်းတွေတင်ထားပေးပါတယ်ရှင်ဒါကိုကစိတ်ကြိုက်ရွေးချယ်ပြီးတော့တင်ယူလို့ရပါတယ်အခုခရင်ကိုအန်တိုလုပ်ပြီးသွားလို့အခုခရင်အားလုံးအန်တိုပြန်ထည့်ပေးလိုက်ပါတယ်လေးပိတ်တာထွက်လေးပိတ်တာအားလုံးအန်တိုဖုံစားလုံးပြန်ထည့်ပေးလိုက်ပါတယ်ရှင့်ခရင်နီးတွေကိုလည်းအားလုံးအန်တိုတင်ပေးလိုက်ပါတယ်အခုဆိုရင်ပကန်းဆေးအဝတ်လျှော်အဝတ်ပေါင်းတင်လျှော်မေးပေါ့နော်ခရင်တစ်မျိုးတည်းဖြော်ဆက်တယ်ဆိုပေမဲ့လည်းတင်တယ်ဆိုပေမဲ့လည်းအန်တီတို့အားလုံးကမီကယ်ဘိုင်းတွေကိုတေချာရှင်းပြပေးလိုက်ပါတယ်မကန်စီအဝိရှော်တဲ့ဖြော်ဆက်ရောင်းလို့ရအောင်အတူတေချာလေးတင်ပေးလိုက်ပါတယ်ရှင် pH level တိုင်းပုံတိုင်းနည်းလေးကအစအားလုံး